နာမည်ကတော့လူပီတရဲ့ဆိုတာကိုလုံးဝလက်မခံနိုင်ပဲဒီတစ်ခါလဲပေးထားတဲ့ခတိကိုတီးဖို့ပြောနေခဲ့ပါတယ်မမိုးကိုဇွန်နီရှာကခေါ်နေရကိုမိုးလဲကြားလိုက်ရပါပြီပြန်တီးရမိရင်ကြားနေရရဲ့လို့ဇွန်နီရှာကပြောနေတာကိုမိုးလဲနားမလည်နိုင်ဖြစ်နေခဲ့ရပါတယ်ဘာများလဲလို့မိုးကပြန်ပြီးတော့ဇွန်နီရှာတဲ့လွတ်မြောက်မှုရဲ့ဒရန်2800နေမှကြားရတဲ့အတန်သူအဲ့ဒီမှာရှိနေရလို့ဆိုပါရဲ့တစ်ဖက်ကလူပီရဲ့ခန္ဓာကိုယ်မှာလည်းထူးဆန်းမှုတွေဖြစ်ပေါ်နေပြီးတော့မမိုးကလည်းဘသူလဲလို့ဇွန်နီရှာကိုပြန်မေးတဲ့အခါဝိုင်းဝိုင်းပြန်လာပြီးတော့ဇွန်နီရှာကပြန်ဖြေလိုက်ပါတော့ရဲ့လူပီရဲ့ခန္ဓာကိုယ်က drum အတန်နဲ့အတူလှုပ်ရှားလို့နေခဲ့ပြီးဆူနီရှာကလည်းသူ liberation drum အတန်ကိုကြားနေရတယ်အဲ့ဒါ2800ကျော်မှပြန်ကြားရတဲ့ liberation drum အတန် join wine ပြန်လာပြီဆိုတာကလည်းလုံးဝမမားနိုင်ဘူးလို့ဆိုပါရဲ့တစ်ဖက်ကလူပီကလည်းပြန်ချလာနေပြီးရှုံးသွားတာတော့ဘာလို့ချနိုင်သေးရလဲဆိုပြီးသူ့ကိုယ်ကနားမလည်နိုင်ဖြစ်နေခဲ့ရပါရဲ့ရှာမတူတဲ့လူပီက join wine လို့ဆူနီရှာကဆိုလိုချင်တာလားလို့မဟုတ်ကိုမေးနေခဲ့ပါရဲ့လူပီကသူဘာလို့လဲမသိပျော်ဖို့ကောင်းလိုက်ရင်ဆိုပြီးအော်ဟစ်နေပါတော့ရဲ့ဖက်ကစန်ကြီးကလည်းပြန်တီးရလာတယ်လူပီကိုကြမ်းမိပါတော့လူပီအသက်ရှင်နေသေးတာကိုမာကိုတိုတဲ့တီထားမိပြီးနာမည်တို့ကိုပြပြလိုက်ပါရဲ့ Maybe Choice မှာလည်းအထူး agent တရားကိုဆုံးရှုံးသွားရပြီးခိုင်တကိုဒေါသထွက်အောင်လုပ်တာပိုဆိုတဲ့ရလက်ဖြစ်မှာမဟုတ်ဘူးလားလို့ Go Series ကလည်းပြောနေခဲ့ပါရဲ့အန်ရီရှိတဲ့အရာကိုတော့ဖျက်ဆီးကြမှာဖြစ်ပြီး Combo Nomi ကအမြဲတမ်းဘယ်အချိန်ပဲဖြစ်ဖြစ်ကမ္ဘာအစိုးရကအရာယူကိုစူးစမ်းခဲ့တာဆိုပေမဲ့လုံးဝမလျှောက်လာသေးပါဘူး2800လုံးလုံးတည့်ရဲ့ Additive Food ကငါတို့စီကထွက်ပြေးနေရဲ့အတိုင်းပဲလို့ Go Series ကဆိုပါရဲ့ဇွန် type အသီးတွေမှာအသီးစိတ်ရှိပြီးဖျားအမီနာမကိုအပေးခံရတဲ့အသီးဆိုကိုဆိုပြီးကမနိုမီရဲ့နောက်ထပ်နာမည်ကဇွန် type Stoနိုမီမတကယ် type Modernica အဲ့ဒီခန္ဓာကိုယ်က rubber အတိုင်းပဲလုံးနိုင်စွမ်းရှိပြီးစိတ်ကူးအတိုင်းတိုက်ခိုက်နိုင်တယ်လူကိုပြောအောင်လုံးနိုင်တဲ့ Liberation 3တော့နောက်ထပ်နာမည်ကနေမင်းနဖျားနီကာအဝိတ်ခလေးက rubber ခန္ဓာကိုယ်မှာပိုကြီးမားတဲ့ခွန်အားနဲ့လွတ်လပ်မှုကိုပေးတဲ့ဆိုတဲ့ကဘာပေါ်မှာအလုံးရှုပ်ဆုံးအစွမ်းအားပဲလို့သူစဲကထပ်ပြောလိုက်ပါတယ်တစ်ဖက်ကလူပီကလည်းသူလှုပ်ချင်တိုင်းလုံးနေရလို့အရန်ပျော်ရွှင်နေပြီးတော့ဂျာက Gear 5ပဲလို့ဆိုပါတယ်လူပီကအပေါ်ချက်မှာတောင်းချမ်းနေတော့ခိုင်တို့လည်းဒီခေါင်းဝန်းမှာဘာရှိနေရလဲလို့ပြောနေတော့လူပီကခိုင်တို့ကိုဆွဲယူလိုက်ပါတော့လူပီကခိုင်တို့ကိုဂျုံရိုက်တယ်လို့ရိုက်နေပြီးတော့ကင်ပေါက်နေပါတော့ခိုင်တို့ဖြစ်သွားတဲ့ပုံကိုကြည့်ပြီးရှီမောနေတော့ခိုင်တို့လည်းအသက်ရှင်နေသေးရလားဆိုပြီး Black Speed ကိုဖတ်သုံးလိုက်ပါဒါပေမဲ့လူပီကမြေကြီးကိုဆွဲယူပြီး rubber လိုမျိုးပြန်ကန်ထုတ်ပေးလိုက်တဲ့အခါခိုင်တို့ကိုပြန်သွားထိပါတော့ရှီမောနေရဲ့လူပီကိုကြည့်ပြီးခိုင်တို့လည်းအတော်ပေါက်ကွဲနေပါတော့ခုနက CBC ကိုဝင်ရှုပ်တဲ့အတွက်တောင်းပန်ပါရဲ့လို့ခိုင်တို့ကပြောလိုက်ပြီးအဲ့ဒါနဲ့နိုင်သွားတယ်လို့မလုပ်ချင်ခဲ့ဘူးလို့ဆိုပါရဲ့စိတ်ထဲမှာထားပဲအခုအဆုံးသတ်ကြမယ်လို့လူပီကပြန်ပြောလိုက်တော့ခိုင်တို့လည်းသဘောကျသွားပါတော့ခိုင်တို့ကလူပီကိုတေချာကြည့်ပြီး rubber ကပတ်ဝန်းကျင်ကိုပါတက်ရောက်နေပြီမလို့ Paramecia type ရဲ့အဝိကန်ဖြစ်နေတဲ့ပုံဆိုပေမဲ့အဲ့လိုပုံပြောင်းနေရကဇိုန် type ပုံစံမျိုးနည်းနည်းထူးဆန်းနေလို့ဆိုပါရဲ့ကမနိုမီကဘလို့ဖြစ်တာလဲလို့ခိုင်တို့ကထပ်ပြောလိုက်ပြီးလူပီကိုဝါမျိုးလိုက်ပါရဲ့လူပီကခိုင်တို့ရဲ့ပါဇက်ကိုအတင်းဆွဲပြနေပေမဲ့ခိုင်တို့ကတော့မျိုးချလိုက်ပါတော့ဒါပေမဲ့လူပီကတော့ခိုင်တို့ရဲ့ဖိုက်ထဲမှာတောင်းကျမ်းနေတဲ့ကခိုင်တို့လည်းမမလုံးမရဖြစ်နေပါတော့တခြားကြည့်ရမယ်လို့ပြောနေတော့အပေါ်မှာခိုင်တို့ကိုမလိုက်ရပါခိုင်တို့ကသူ့ရဲ့ခန္ဓာကိုယ်က rubber မဟုတ်လို့ဘာဖြစ်နေရလဲပြောနေတော့လူပီကခိုင်တို့ရဲ့မျက်လုံးထဲကနေလက်ကိုဆွဲထုတ်လိုက်ပြီးခိုင်တို့ကနာကျင်လို့အော်နေတော့မှပဲလူပီကပါဇက်ထဲကနေပြန်ဆွဲလာပါတော့ကျမတို့လည်းတခြားကြည့်ရင်လူပီကိုလမ်းမြင်လိုက်ရပါပြီလူပီကဂျိုင်းယန်ကိုတုံးနေတော့ခိုင်တို့ကြိုက်တာခံရပါတော့ကျမတို့ကလည်းလူပီတန်ကိုကြားနေရပါမယ်လူတို့တော့မမဖြစ်နေခဲ့ကြပါပြီလူပီကခိုင်တို့ကိုတစ်ချက်တီးပေးလိုက်ပြီးကျိုးခုံလို့စော်ကစားနေတော့ခိုင်တို့ကလည်း Black Speed ကိုတုံးလိုက်ပါတော့တွင်းထွက်တော့ပဲလူပီကခိုင်တို့စီကိုပြန်ဦးတည်ပါတော့နှစ်ယောက်သားရဲ့တိုက်ခိုက်မှုတွေကရဲတကားသူတွေကိုတက်ရောက်စီတော့လောတို့လည်းလူပီအသက်ရှင်နေသေးရလားလို့ပြောနေကြပါ